သစ္စာလေးပါးဆိုတာအကြောင်းနှမျိုးအကျိုးနှမျိုးဒီမှာဗျာအကြောင်းနဲ့အကျိုးကိုရှင်းပြတာပဲတန်တရားထဲမှာတွေ့နေတဲ့အကြောင်းနဲ့အကျိုးကတစ်ခုအဲ့ဒီအဆင့်ကိုလွန်မြောက်သွားပြီးတော့ဆင်းရဲဒုက္ခတွေကလွတ်သွားတဲ့အကြောင်းနဲ့အကျိုးကနှစ်ခုဒီမှာဗျာရှင်းရှင်းပြောရမယ်ဆိုရင်သစ္စာလေးပါးဆိုတာယောဂဖြစ်ခြင်းနဲ့ယောဂပျောက်ခြင်းမှန်ပါအဲ့ဒါလေးနဲ့ကြည့်လိုက်ယောဂဖြစ်နေတယ်ယောဂဖြစ်ခြင်းရဲ့အကြောင်းဒီမှာဗျာယောဂဖြစ်တာကတစ်ခုယောဂဖြစ်ခြင်းရဲ့အကြောင်းကတစ်ခုနှစ်ခုဖြစ်သွားဒီမှာနောက်တစ်ခုကယောဂပျောက်ခြင်းနဲ့ယောဂပျောက်ခြင်းရဲ့အကြောင်းဖြစ်တဲ့ဆေးဝါးဒီမှာဗျာလေးခုရှိတယ်ဒီမှာဗျာအဲ့ဒါလိုပဲဒီတရားဝါတွေဟာကျုံတွေ့နေရတာတွေအားလုံးဟာကျဉ်းနှံ့เสียမကောင်းသည့်အတွက်ကြောင့်ဒုက္ခလို့ခေါ်တယ်အဲ့ဒါအမှန်တရားတစ်ခုဘဝကြီးဟာကျဉ်းနှံ့เสียလားလို့ဆိုကျဉ်းနှံ့เสียမရှိဘူးတော့မဟုတ်ရှိတယ်ဒီမှာဗျာဒါပေမဲ့မကျဉ်းနှံ့เสียတွေကပုံများဘာကြောင့်မကျဉ်းနှံ့เสียတော့ဆိုစဉ်းစားကြည့်လိုက်ပေါ့ခဏလေးတည်းမွေးလာပြီးတဲ့နောက်မှာဒုက္ခတွေကလည်းကြုံရတယ်ပြီးတော့ဘာဒုက္ခမှမကြုံဘူးဆိုတဲ့ပုဂ္ဂိုလ်တောင်တဖြည်းဖြည်းအိုးလာတယ်နောက်ဆုံးသိသွားတယ်ယောဂရတယ်ဒါဘာမှမတတ်ဘူးဒါဒုက္ခဖြစ်ပဲဟုတ်တယ်မမှန်ပါဒီကြားထဲမှာစိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုတွေအများကြီးရှိအဲ့တော့လူဘဝကိုဒုက္ခလို့ပြောမလားလို့ဆိုပျော်ရွှင်တဲ့အချိန်လေးမှာတော့ဒုက္ခလို့ပြောခြင်းပြောလို့ရတယ်မှန်ပါသို့တော့ထာဝရပြောနေရတဲ့အပြောလားလို့ဆိုမဟုတ်ဘူးဝမ်းနေရမယ့်အချိန်လေးဒုက္ခရောက်မယ့်အချိန်လေးအများကြီးပဲဒါကြောင့်မို့ဘဝဟာကျင့်တတ်เสียမဟုတ်ဘူးဒီမှာဗျာကျင့်တတ်เสียမဟုတ်ကျင့်တတ်เสียမဟုတ်တာကိုဒုက္ခလို့သုံးတာတင်ရအဲ့ဒီဒုက္ခဖြစ်နေတာဟာအကြောင်းပဲဖြစ်တာလားလို့ဆိုမဟုတ်ဘူးတဏှာဥဆောင်တဲ့ကိလေသာတွေကြောင့်ဖြစ်တာဒါကြောင့်မို့ဥစည်းခေါင်းဆောင်တစ်ခုကိုဥတည်ပြီးတော့လိုချင်မှုတတ်မဲ့မှုတွေ့တာမှုဆိုတဲ့တဏှာဟာဒီဒုက္ခကိုထုတ်လုပ်နေတယ်အကြောင်းပဲလို့ပြောတာကဒါတစ်ခုအဲ့တော့ဒုက္ခကိုဖြစ်စေရတဲ့အကြောင်းတရားရဲ့ရရှိထားတဲ့ဒုက္ခရဲ့အဲ့ဒီနှစ်ခုကလူတိုင်းကြုံတွေ့နေရတဲ့သစ္စာနှစ်ပါးအမှန်တရားတဏှာကြောင့်ဒုက္ခဖြစ်တယ်လို့ရှိဟုတ်တယ်တဏှာကြောင့်ဒုက္ခဖြစ်တယ်ဒီမှာနော်ဒီမှာတဏှာရဲ့တဏှာကြောင့်ဒုက္ခဖြစ်နေတယ်အဲ့ဒီတဏှာကဒုက္ခဖြစ်ခြင်းအကြောင်းပဲဒီမှာဖြစ်ပေါ်လာတဲ့အရာတွေကဒုက္ခတွေရဲ့အဲ့ဒါအကြောင်းနဲ့အကျိုးတခါအဲ့ဒီဒုက္ခကလွတ်မြောက်ဖို့ဆိုရင်ဒုက္ခချုပ်ငြိမ်းမှုဆိုတာမရှိဘူးလားဆိုရှိတယ်ယောဂဖြစ်ရင်ယောဂပျောက်ခြင်းဆိုတာရှိတယ်အဲ့ဒါလည်းပဲဒုက္ခဖြစ်ရင်ဒုက္ခချုပ်ငြိမ်းတယ်ဆိုတာရှိရအဲ့ဒီဒုက္ခချုပ်ငြိမ်းသွားမှုဟာသူကအဆင့်တစ်ခုပဲအဲ့ဒါလည်းအမှန်တရားပဲအဲ့ဒီဒုက္ခချုပ်ငြိမ်းသွားတာဟာသူ့ဘာသူချုပ်ငြိမ်းတာလားဆိုတော့မဟုတ်ဘူးမဂ္ဂင်၈ပါးအကျင့်တရားကိုမြတ်စွာဘုရားဟောတဲ့အတိုင်းကျင့်တဲ့အကျင့်မှဒုက္ခချုပ်ငြိမ်းမှုဆိုပြီးတော့ဘာသာတရားတွေကအမျိုးစုံကြိုးစားကြတယ်သူတို့လည်းသူတို့နီးသူတို့ဟန်နေနဲ့လုပ်ကြတယ်ဒါပေမဲ့လို့တကယ်ချုပ်နိုင်တဲ့အဆင့်ကိုသူတို့မတွေးကြဘူးမြတ်စွာဘုရားပွင့်လာတော့မှအဲ့ဒီအဆင့်ကိုလုံးဝရပါတယ်အဲ့ဒါတော့ဘာလဲဆိုဝိပဿနာတရားပဲမဂ္ဂင်၈ပါးအကျင့်တရားမဂ္ဂင်၈ပါးအကျင့်တရားမရှိဘဲနဲ့အစစ်အမှန်ဖြစ်တဲ့ထာဝရအငြိမ်းဆိုတာမရှိဘူးနော်ဒါကြောင့်မို့လို့အဆုံးတတ်တဲ့လမ်းဆုံးပန်းတိုင်ဆိုတာလည်းပဲမတူကြဘူးပေါ့နော်အဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့အဖြစ်ဘက်မှာအကြောင်းနဲ့အကျိုးနှစ်ခုဒုက္ခကအကျိုးသမုဒိယတဏှာကအကြောင်းနိဗ္ဗာန်ဆိုတာအကျိုးနိဗ္ဗာန်ရောက်ကြောင်းမဂ္ဂင်၈ပါးအကျင့်တရားဆိုတာကအကြောင်းဒီမှာအဲ့ဒါကိုသစ္စာလေးပါအမှန်တရားလို့အရိယပုဂ္ဂိုလ်တွေသိတဲ့သစ္စာတရားလို့ဒီသစ္စာတရားကိုမသိဘဲနဲ့တန်တရားကလွတ်ဖို့ဆိုတာမဖြစ်နိုင်ဘူးအကြောင်းကျိုးဆက်ပြီးဖြစ်နေသည့်အတွက်ကြောင့်အကြောင်းအစစ်အမှန်ကိုသိပြီးတော့လုံးဝဆေးကုသလိုပဲယောဂဖြစ်ခြင်းအကြောင်းကိုမသိလို့ရှိရင်ဒီယောဂပြောက်အောင်ကုနိုင်မှာမဟုတ်ဘူးအဲ့တော့ယောဂဖြစ်ခြင်းရဲ့အကြောင်းကိုသိပြီးတော့မှန်ကန်တဲ့ဆေးဝါးကိုတောက်နိုင်မှယောဂဆိုပြောက်တယ်နော်အဲ့ဒီသဘောပါပဲ